ရားဆွမ်းတော်မှစွန့်သည့်ဆွမ်းများကိုလူပုဂ္ဂိုလ်များစားသုံးသင့်ပါသလားတဲ့ဒါကဒီအစွဲလန်းကဘယ်လိုလာတာလဲဆိုစားကောင်းမစားကောင်းဆိုတာဘာကြောင့်မစားကောင်းဘူးဘာကြောင့်စားကောင်းတယ်ဆိုတာနှစ်ခုရှိမယ်နော်ဒါကမြန်မာရာဇဝင်မှာမနုဝမင်းကြီးကိုအနော်ထားကအကျဉ်းချထားတဲ့အချိန်မှာမနုဝမင်းကြီးကစကားပြောလိုက်လို့ရှင်ပါဇက်ကနေပြီးတော့အယောင်နေထွက်လာတယ်လို့ပြောအခုခေတ်လည်းအယောင်ထွက်တဲ့လူရှိပါတယ်သွားကိုစိန်ကွတ်ထားဆញ្ញဘမသွားကိုစိန်ကွတ်တဲ့လူတွေရှိတယ်ချမ်းသာတဲ့လူများအဲ့ဒီလူဆိုရင်တော့ထွက်နိုင်တယ်အဲ့ဒီမနုဝမင်းကြီးအယောင်ကထွက်လာတဲ့အခါကျတော့အဲ့ဒါမြင်လိုက်ရရင်အနောထမင်းကြီးကဒီစိတ်ထုတ်လန့်မှုတွေဖြစ်တယ်အဲ့ဒါကြောင့်မို့ဒါမဖြစ်အောင်လို့ဆိုပြီးဆွမ်းတော်တင်တဲ့ဆွမ်းကိုကျွေးတာအဲ့ဒါကြောင့်မို့ဒီအယောင်ပြောက်သွားတဲ့လူတို့ရာဇဝင်ထဲမှာဒီလိုရှိတယ်ဒီလိုရှိတာကအစွဲပြုပြီးတော့ဆွမ်းတော်ကြမစားကောင်းဘူးလို့ဆိုဒီဟာအဓိပ္ပာယ်ကဟုတ်ချင်မှဟုတ်မှာဆွမ်းတော်တင်တာကြီးဟုတ်ချင်မှဟုတ်မှာသူဘာတွေလုံးမှန်းမသိပဲနဲ့နော်အဲ့တော့ဘုရားဆွမ်းတော်ကြစားလို့ကတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူးနော်ဘာမှဖြစ်เสียအကြောင်းမရှိပါဘူးဘာလို့လဲဆိုဘုရားမတင်ရင်ကတော့နှိုက်မစားနဲ့ပေါ့ဟိုကပ္ပိယကြီးတယောက်လို့လည်းမလုံနဲ့ကပ္ပိယကအဲ့ဒါဆွမ်းတော်တင်တာကိုသူနေတိုင်းစားရတယ်နေတိုင်းစားရတဲ့အခါကျတော့ဆွမ်းတော်တင်တဲ့လူကဒီဘုရားကိုမောမြတ်မြတ်ထဲ့တဲ့အခါမှာအဲ့ဒီကပ္ပိယကသူကဝက်သားသူနဲ့မတည့်တရက်ကြတော့ဝက်သားတုံးထဲတာမြင်တော့အဲ့ဒါကလည်းမတည့်ဘူးအဲ့လိုပြောတဲ့အဲ့လိုဖျားမစားခင်ကတော့မတည့်တာမလုံးနဲ့ဘူးကြာတော့သူ့အတွက်လို့ထင်းလာတယ်သူစားမှသေချာလာတဲ့အခါအဲ့လိုတော့မကောင်းဘူးပေါ့နော်ဒါကြတော့ဟိုဟင်းလေးထည့်လိုက်ပါအောင်ဒီဟင်းလေးထည့်ဒါငါကြိုက်တယ်လို့လုပ်ချင်အဲ့လိုဖြစ်လာတတ်တယ်အဲ့လိုမဖြစ်အောင်တော့ဘုရားဆွမ်းတော်တင်စားလို့တော့ဘာမှတော့မဖြစ်ဘူးဘုရားဝေယဝိစာလုပ်ပြီးတော့ဒီဘုရားကစွန့်လိုက်ပြီဆိုတဲ့အခါမှာတော့စားကောင်းပါတယ်စားကောင်းတယ်